Saviaga hore, Petirupe, what they did the Menchiwa to Dechenoshi, Conetinoria, Yuchevi, Nitaimare, Aria Meta Carotia, Duro Lugoni, Mesui Fueva, Trosica Pignari Yavo, Janyani Yavo, Somari Yavo, Trone Ponsapa. Tama Paniti Tambano. ကိုကိုပြင်းမှာအကောင်းဆုံးဖြစ်အောင်ပြင်းမှာလို့ဆိုပုပ္ပိပုံညကတော်နရောအတိတ်ဘဝလည်းကုသိုလ်ကောင်းတွေလုပ်ခဲ့တယ်ဟောဒီ14ပါးလက်ပတ်သွားပြီဆိုလို့ရှိရင်တဏ္ဍဉ္ဉံယတောဂိတ္တိဒုက္ခင်စေတံဒေဝတတိအောင်မြင်ကြီးပွားမှုတွေအကုန်လုံးပစ္စည်းဥစ္စာတွေလည်းသူစီရောက်လာမှာပဲစားစရာတွေလည်းသူစီရောက်လာမှာပဲကြော်စောမှုတွေလည်းသူစီရောက်လာအောင်မြင်ကြီးပွားမှုချမ်းသာဒုက္ခတွေအားလုံးသူ့စီကိုရောက်လာလိမ့်မယ်လို့မြတ်စွာဘုရားဒီလိုဟောတာနော်အောင်မြင်ကြီးပွား14ပါးဆိုတာဒီလေးကိုဆိုလို့တယ်ပေါ့အဲ့ဒါကိုယ်တဏ္ဍာမှာရှိအောင်မရှိသေးရင်ရှိအောင်ကြိုးစားဖြစ်အောင်ကြိုးအပြင်အကြောင်းကတော့ရှာရမယ်အတွင်းအကြောင်းကတော့ကိုယ်တိုင်ကြိုးစားဖြစ်တယ်ပေါ့အရေးကြီးဆုံးကတော့အတ္တသမပဏိတိဟာအရေးကြီးဆုံးပဲကိုမြင့်တင်ပေးဖို့လိုအပ်တယ်တတ္ထာတရားမရှိသေးဘူးဆိုရင်တရားတရားရှိလောက်သီလမရှိသေးဘူးဆိုသီလရှိရမယ်စာကတုဒ္ဒမရှိသေးဘူးဆိုရင်တုဒ္ဒရှိအောင်ကြိုးစားစာကမရှိသေးဘူးဆိုရင်စာကရှိအောင်ကြိုးစားပညာမရှိသေးဘူးဆိုပညာဆိုလိုတာပညာလောကီနဲ့ပတ်သက်လာလို့ရှိရင်ပစ္စည်းဥစ္စာတွေမရရအောင်ကြိုးစားအထောက်အမယ်လုံလဝိရိယစိုက်ရမယ်ပညာတွေသင်ရမယ်စီးပွားဥစ္စာတိုးတက်ကြောင်းဖြစ်တဲ့ပညာတွေကိုသင်ကြားစီးပူးအထောက်အတ္တသမပဏိတိပဲဖြစ်တယ်အဲ့ဒီအတ္တသမပဏိတိဖြစ်မှအောင်မြင်ကြပါလူလောကမှာကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေဂုဏ်ဓုပွယ်ဓုတွေရလို့စီးစိမ်ဥစ္စာတွေတိုးတက်နေတဲ့ပုဂ္ဂိုလ်တွေဟာအတ္တသမပဏိတိလို့ဆိုတဲ့ဒီအချက်ပြည့်စုံနေတဲ့ပုဂ္ဂိုလ်တွေလို့ဆိုသူ့ရဲ့အခြေခံကြတာတော့အတိတ်ဘဝတော့ကသူကုသိုလ်ကောင်းမှုလုပ်ခဲ့သည့်အတွက်ကြောင့်လူစင်မီတဲ့ပုဂ္ဂိုလ်ဖြစ်လာခဲ့တယ်ပေါ့အဲ့ဒါတော့အရေးကြီးဆုံးသို့တော့လူစင်မီုံနဲ့ဖြစ်သလားဆိုမရှိဘူးမဖြစ်ဘူးအဓိကပါတော့အတ္တသမပဏိတချို့ညာလဲကောင်းတယ်လူကလည်းပဲကျမ်းမာတယ်ဒါပေမဲ့ပြင်းတယ်မကြိုးစားဘူးနော်ချိန်ကြလက်ဖိတ်ဆိုင်ထိုင်တယ်ချိန်ဖြုံးတယ်စီးပွားရှာမှပြင်းတယ်အလုံးလုံးမှပြင်းတယ်ဘယ်တော့မှမကြည်ပါဘူးလေကြီးပွားတိုးတက်မှုဆိုတာမရနိုင်အချိန်ရှိသမျှ